Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့သမီးအားကပါမြန်မာကနေပြီးတော့ line မောက်ဝယ်လာပါတယ်ဒီမှာပါအဲ့ဆိုရင်ဘေးနားလေးဟာတစ်ချက်ကြည့်ကြည့်မယ်ဘေးနားလေးမှာဥစ္စာကြတော့သမီးကဒါနဲ့မှာလေးခုထဲမှာတစ်ခုတော့ပေါက်ချင်ပါတယ်ဖောက်ကြည့်မယ်နော်ဟုတ်ဟုတ်မယ်အေးဘာလဲမသိဘူးကကြီးရနော်โอเคဟုတ်ပါမယ်ဟုတ်ကြည့်ပါမယ်ဟုတ်နော်ဟုတ်ကြည့်မယ်နော်ဘာလေးလဲဘယ်လုံးလေးလို့ရဘယ်လုံးလေးလို့ရကျစရလေးမျက်တော့မျက်စိလေးမိတ်ထားတဲ့ပုံစံဖြစ်ပါတယ်ဟာဒါလေးပေါက်တာရေကုန်ရလေးဒါလေးပေါက်တာဒါလေးလူချင်းနေတာဒါလေးပေါက်တယ်ဝယ်ပေးတဲ့လူကိုကျေးဇူးတွန်းထင်ရှိပါတယ်ဒီမှာပေါ့နော်သူကမျက်စိအမိတ်ဝယ်ပေးတဲ့လူကိုကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာပါဒါမှမဟုတ်ဘူးလားဒီနေ့မှတစ်ခါပေါက်ဘူးလေ